မင်္ဂလာပါရှင်ဆရာမခင်နှင်းယူရေးသားသောပန်းကင်မှာလွမ်းကျင်တေးတံအခန်း9ကိုဖတ်ပြပေးပါမယ်ရှင်အခန်း9ရွှေပုံရိပ်သာဘုံမှုဖေတော်သည်ဤရက်ွက်နာမည်ကိုကြားသာကြားပူ၍မရောက်ဘူးကဲကားကအထက်ကိုဝင်မရ၍ကားမောင်းရဲဘော်ကိုအိမ်ပြန်ခိုင်းလိုက်ရသည်ခင်ကိုပြောလိုက်ဟေငါဘာသာဖြစ်တယ်လို့ပြန်လာခဲ့မယ်လို့သူသည်ရွှေပုံရိပ်သာဝင်းဝလန်းတဲ့သို့ဝင်လာ၏လမ်းကိုဝင်ခြင်းတထောင်လောက်ကျပြန်သောကွေးကောက်နေသည့်ရေစီးကြောင်တစ်ခုကိုကြော်လိုက်ရ၏ရေစီးကြောင်သည်လမ်းအဝန်းဝါကိုကန့်လက်ဖြတ်စီးနေ၏ဘဲကလာ၍ဘဲကိုစီးသွားသည်မသိအနက်မှာတော့တမိုက်လောက်ပင်ရှိမည်စိမ့်မြသောတောအုပ်လည်းမှစီးစင်လာသောဆန်းရည်လည်းမဟုတ်ပါပေတနေရာရာရေပိုက်လိုက်မှရေပိုက်ပေါက်၍မပြတ်စီးစင်နေရမှရေစီးကြောင်တစ်ခုဖြစ်ဟန်ရှိသည်တော်ပါသည်အနက်အသက်တော့မရှိသူနှင့်မျက်နှာချင်းဆိုင်လာနေသောရက်ွက်ထဲမှလမ်းသွားသူများသည်လည်းရေစီးကြောင်ပေါ်ဤသို့ပင်ကျော်လွှားသွား၏ညာဘက်ရှိလမ်းဝတွင်တော့အမိုက်ထဲသည့်ဘုံတန်စီကြီးသည်ဆောင်လျက်ဖြစ်၏အမိုက်ပေါင်းစုံတို့အပေါ်တွင်ရေများပြောင်းလဲနေကြ၏ခွေသေးကောင်မုတ်ကြီးသည်ဘုံထဲတစ်ဝက်မြေကြီးပေါ်တစ်ဝက်တန်းလန်းကြီးဖြစ်နေ၏မနေ့ကဟာမတ်တို့အလိုမှစိတ်သားကျွေးတယ်လေကြည်စံဒီဟာရီဘုံထဲတက်မထက်ဘူးရက်ွက်ထဲမှဖြစ်ရန်ရှိသောအမျိုးသမီးတဦးကမြေကြီးပေါ်ပြန်ချနေသည့်အသုံးမတည့်ပြီဖြစ်သောသွေးစာများနှင့်စိတ်ရိုးရေကုန်တစ်မျိုးကိုလက်ညှိုးထိုးပြရင်းပြောသွား၏ဟာမဲ့ဟူ၍ပြောတိုင်ကြ၍ဘုံမိုးဖေတော်သည်ရွှေဘုံသာရိပ်သာဆိုသည်မှာကလာအများစုနေထိုင်ရာဟုထင်လိုက်သည်ရှေးကလာဘာဘူးတို့ဆိုင်ရာရွှေဘုံသာလမ်းနှင့်မယုံမဆွဲနာမည်ချင်းကလည်းဆင်တူ၏သို့သောလိုင်း၏ဘဲတွင်ပထမဆုံးကလေးသည်စာချိုချင်းတကြားလုံးမြေပဲရုပ်များကိုဖန်ပလင်းဖန်ပူးနှင့်ထည့်၍ရောင်းနေသောတရုတ်အဖွားကြီးတယောက်ကိုတွေ့ရ၏သူတဆိုင်ကျော်တွင်ကျိုးတစ်ချောင်းတန်းကအတွင်းစာအုပ်ဟောင်း50အုပ်ကိုတန်းတန်းဆွဲချထားသောအိမ်ဆိုင်လေးတစ်ခုရှိသည်စံတိုလေးနှင့်တရုတ်မလေးတယောက်သည်ဆိုင်ထိုင်ရင်းရာဘာဖနက်သဲကျိုးများကိုထိုင်၍တန်းနေ၏လမ်းညာဘက်တွင်တော့အာပုံသည်ကလမကိုဝိုင်းနေသောကလေးတို့ကိုတွေ့ရသည်ထင်းနှင့်မိသွေးရောင်းရန်ရှိသည်ဟုသောဆိုင်းဘုတ်ရှိတွင်မူကစုံရတပုံခရမ်းသီးငြုပ်သီးများကိုရက်ပေါ်တင်ထား၍ရောင်းနေသောကလမလေးတယောက်ကိုတွေ့ရ၏သူနောက်မှကြောင်မီသွေးအိမ်များနှင့်ထင်းစည်းများကိုအထက်လိုက်တင်ထားသည်ဈေးကြီးသို့မသွားနိုင်သောရက်ွက်တွင်မှနေထိုင်သူများအနေအချင်းဝယ်စရာဆိုင်လေးဖြစ်ဟန်တူသည်သူရောက်နေသောလမ်းမကျဲကြီးမှာပေ90ကျော်လောက်ဖြစ်၍မဆိုလာပေအတွင်းဘက်သို့ရောက်သွားလေ9ပေခန့်ကျဲသောခြေသွားလမ်းချင်းကလေးများသည်ဘေးနှစ်ဖက်အိမ်ကြားများထဲသို့ကွေးကောက်သွားကြသည်အတွင်းဘက်တွင်လည်းတဲအိမ်များနှင့်ရပ်ကွက်ငယ်များရှိဟန်တူသည်ဘေးကိုဟူသောအတန်ကြောင့်ဘုံမှုဖေတော်သည်လမ်းဘေးသို့ရှောင်တိန်လိုက်ရ၏တော်ပါသည်သူသည်ချုံးပွက်ထဲသို့ခြေချော်ကြ၍မသွားပေမိုးတွင်မဟုတ်တော့လဲလမ်းပေါ်ရှိရှော့များသဲမုံများသည်ရေနှင့်ဆွတ်၍ဝက်ထနေသည်ပါဇက်မှဘေးကိုဟူအော်နေသောရေစီပိုင်းတွန်းသွားသည့်ကလာလေး၏ခြေကားလက်တွန်းလဲပတ်ဝန်းကျင်တွင်ရေများသည်လှဲဆောင်တိုင်းဖိတ်ဆင်ကလမ်းကိုရေဖြန်းထားသလိုဖြစ်နေပေသည်သူ့နောက်တွင်တော့ရေနံစီတန်ဖိုးနှင့်ဆိုင်းတဘိုးထမ်းကရောရေသေးသွားသူများရေအိုးများနှင့်ရေရွက်သွားသူများကလေးများကအစာမိမ့်ရွယ်နှင့်တငယ်ကလေးများကိုတွေ့ရ၏ဖိတ်ဆင်သောရေများမပြတ်စီးပါများ၍လမ်းကျဲကြီးမှာအုတ်ခဲကျိုးများကြောက်တုံးငယ်များအတွန်းလိုက်ပေါ်ကလမ်းကျန်းကြီးဖြစ်နေတော့သည်ဝတ္ထုထဲတွင်ဖတ်ရသောတောရငယ်၏ညနေဆောင်ရေအိုးကိုစီရွက်၍ရေသည်သည့်တောဝဲအလှစီစာအလှလိုတော့မလှပေတောဤကြာမျိုး၅ပါးနှင့်ရေကမဟုတ်မြို့နေစပယ်၏လမ်းဘေးပုံပိုင်မှရေများတည်ယူသွားကြခြင်းဖြစ်သည်ဤနေရာ၌ဝိမလျှော်ရဆိုင်ပုံရှိတွင်မိမငယ်တယောက်သည်အဝတ်ပုံကိုလမ်းဘေးကြောက်ပြတစ်ချက်ပေါ်တွင်လျှော်နေ၏သူဘေးတွင်တော့ကလေးငယ်ကိုရေချိုးပေးနေသောသားသည်မိခင်တယောက်ကလေးကရေကိုကြိုက်ဟန်မတူငယ်တန်ပါအောင်အော်နေသည်ဖမ်းလိုက်ကြပါဟဲ့အုံးခင်နေသားကိုဆွဲထားအမလေးကိုနွားကိုကောင်းကောင်းမထိန်ဘူးကလေးတွေကိုကမ်းမြင်ဘယ်နဲ့လုံးမလဲလမ်းပေါ်တွင်ဆော့နေသောကလေးကိုတအားလှန်ဆွဲ၍ဖတ်ထားသောမိမငယ်ကအော်လိုက်၏ပုံမှုဖေသောတောင်မှလွတ်အောင်ရှောင်လိုက်ရသည်ကျိုးပြတ်၍လွတ်ထွက်သွားဟန်ရှိသောနွားတစ်ကောင်သည်ကစုံချ၍အမီးထောင်ကပြေးထွက်လာခြင်းကြောင့်ဖြစ်၏အဲ့ဒီနွားဟာဒီလိုဖြစ်နေကြသေးလျက်နဲ့ဒီကလာဟာကျိုးကောင်းကောင်းကိုမချေထားဘူးလက်ဖက်ရည်ဆိုင်ရဲ့အတွင်မှာအဖိုးအိုတယောက်ကအော်ဟစ်ပြောဆိုနေသည်မဲဝါးဝါနှင့်အီကြီးလာနေသောကျွဲကြိုကားကြီးနှစ်ကောင်သည်အထိန်ကလန်ငယ်နှင့်အတူ
လမ်းပေါ်တွင်ခန့်ခန့်ကြီးလျှောက်လာသည်သူ့နောက်တွင်မှတစ်ချိန်ချိန်တစ်ချောင်းချောင်းမြည်လာသောနွားချီလှဲတစ်စီးအနီးနားရှိခြံများသို့နွားချေများသွားပို့ခြင်းဖြစ်ဟန်တူသည်ဗိုလ်မှူးသည်ရပ်ကွက်အလယ်လမ်းမကြီးမှခွဲထွက်သွားသောလမ်းငယ်တစ်ခုထိပ်ရှိဆိုင်လေးကိုဝင်မေးလိုက်၏ရလကဥက္ကဋ္ဌကိုရဲဝင်းအိမ်ကိုဘဲကသွားရမလဲခင်ဗျာငါပြောသည်များတိုးလို့တန်းလန်းချိတ်ထားသောဆိုင်ရှင်သည်လက်ညှိုးထိုးပြ၏ဟိုမှာတွေ့လားကောက်ရိုးပုံတွေနဲ့ခြံလေအဲ့ဒီခြံနဲ့တအိမ်ကျော်ကအိမ်ပဲကျေးဇူးတင်ပါတယ်ခင်ဗျာကောက်ရိုးပုံနှင့်ခြံမှာအတန်ငယ်ကျဲဝန်း၍ခုနတွေ့လိုက်သောနွားနှင့်ကျွဲများသည်ဤခြံထဲတွင်မွေးထားဟန်ရှိသည်နွားတော်တော်များများကိုလည်းခြံထဲတွင်တွေ့ရသည်ငပြောသည့်ဆိုင်ညွှန်ပြသောအိမ်ရှိရောက်လျင်သူသည်ပြင်အောင်တစ်ထပ်အိမ်လေးပင်သုံးကန်သွမိုးအိမ်တစ်ခုကိုတွေ့ရ၏အိမ်ရှိမြေသည်များများမကျဲ10ပေလောက်ပင်ရှိ၍နှစ်တလက်မှဒေသချွန်များကိုအိမ်ရှိတွင်ကာထားကဘေးတွင်မှဝါကချွန်များကာထားသည်ခြံတကားဝမှသူအော်၍မေးလိုက်၏ရလကဥက္ကဋ္ဌကိုရဲဝင်းအိမ်ဟုတ်ပါသလားခင်ဗျာအိမ်တွင်မှမိမရွယ်တူထွက်လာကခြံတကားဝသို့လာရ၏အမလီကိုပေးတော့ဘသူလဲလို့လာမတွေ့ရလားကြလို့မနေကြည့်ယူရတယ်တကားကိုဖွင့်ရင်လှိုက်လိုက်လဲရင်းရင်းနီးနီးကြိုးဆို၏သူ့အားစိတ်ကြိုသူမှာသူတငယ်ချင်းကိုရန်ဝင်းဤဇနီးမမြတန်းဖြစ်၏ဟုတ်ပါတယ်ဗျာစိတ်ကရှိပါရဲ့အလုတ်ကမှအားလေတော့လူချင်းမတွေ့နိုင်ဘူးကိစ္စရှိတော့မှလာတယ်လို့အပြစ်တင်ရင်လည်းခံရမှာပဲကျမတို့လည်းမျိုးထဲမလာနိုင်ဘူးဒီနေ့တောင်ကျမဆိုင်မှာလူဝဲရှိနေလို့ပြီးတော့အထက်လေးတွေနန်တွေဈေးနဲ့စိန်ကျွန်းဈေးမှာလိုက်ကောက်ရအောင်မယ်ဒါကြောင့်ဆိုင်မသွားသေးလို့တွေ့ရတာမမြတန်းသည်ရွှေပုံရိပ်သာဈေးလေးထဲတွင်အထည်ဆိုင်ခင်း၍12လုံးထောင်သားသည်ဘယ်နဲ့လဲရောက်ဝင်ဟန်ရဲ့လားဘုံမှုသည်ဖနက်ချုံမှခင်းထားသောပလက်ကလေးထိုင်ပေါ်ထိုင်ရင်မေးလိုက်သည်သူများထက်ဆိုင်ဟန်တယ်ဆိုရမှာပေါ့ဘုံမှုရဲ့ကျမကအထည်တဲ့သာရောင်းတာမှမဟုတ်ပဲအထည်စားကိုကြိုက်လို့ဝယ်ရင်အတိုင်းပေးပြီးအထည်ပါလက်ခံတော့ပိုတဲ့အစာလေးတွေအဆင်ပြေသလိုအင်ဂျီကလေးတွေလည်းချုပ်တယ်ဒီရက်ကွက်ကဆင်းရဲသားရက်ကွက်ဆိုတော့ကလေးပေါ်နဲ့ကျမရောင်းတဲ့အဆက်တရားအင်ဂျီအဆက်တရားကလေးအင်ဂျီမျိုးကတိတ်ရောင်းရတယ်မမြတန်သည်ရဲရဲမောမောနှင့်စကားပြောကရင်နှွေးချက်နှင့်လက်ဖက်ခွက်ကိုပုံမှုရှိလာချ၏ဒါနဲ့လင်းတော်မကိုရဲဝင်အောင်သူလာပါလိမ့်မယ်ပုံမှုသူလာပါလိမ့်မယ်ပုံမှုတငယ်ချင်းတော့မပြောနဲ့တော့မိုးလင်းကမိုးချုပ်သူ့အလုပ်တစ်ခါမှမအားရဘူးဒီရက်ကွက်ကလူမျိုးပေါင်းစုံနဲ့အပြင်ပြဿနာပေါင်းစုံလေသူတော့အတိုင်းယူမယ်ဒီလိုပဲမမြတန်ရဲ့ရက်ွက်တိုင်းမှာပြဿနာကိုစီနဲ့ပါပဲပရာဟိတာဆိုတာလုံနိုင်ရင်လုံတလားမအားရဘူးကျွန်တော်တို့ရဲဘော်ဟောင်းတွေနဲ့နိုင်ငံရေးသမားလက်ဟောင်းတွေကိုကစူတောင်းမှားခဲ့ကြပြီတကူရင်နွေးချံကိုမောတောက်လိုက်ရင်ပြောလိုက်၏ဟောပြောရင်ဆိုရင်ရှင့်ရဲဘော်ကြီးလာနေပြီလေမမြတန်ညွှန်ပြရသူဘုံမိုးသည်လန့်ကြည့်လိုက်၏ကတုံးစရာရဲမြင့်တုတ်ခိုင်မေယိုကာမျက်ခုံးထူထူကြီးနှင့်ဤပုံစံကြီးကိုသူဘယ်တော့မှမမေ့တက်တွဲမှရဲဘော်ဘဝစုံစားကလေးကခြေသလုံးပစိုးတစ်ပတ်ရဲ့အမြဲဝက်ကစွကြနှစ်သာနေတတ်သောကိုရန်ဝင်းယခုလည်းပုံစံမပြတ်သည်သူ့ကိုမြင်ချင်းအကျဲကြီးအော်၍ဝင်လာ၏ငါချီဘသူလဲလို့ဖေတော်ကြီးပါလားရွတ်ဖက်တဲ့ဆယ်နေကြဂါရာကြီးမှလည်းသူ့ပါဇက်အတွင်မှမပြောက်သေးအာရပါရသူ့ပခုံးကိုပုတ်ကကလက်ထိုင်နှင့်အညီကပန်းပေါ်ထိုင်ချလိုက်၏မမြတန်၏ဒါပဲလားကွဘာကျွေးစရာရှိသေးသလဲရှုပ်ပါတော့ကွာဖေတော်မင်းထမင်းစားပြီးမှပြန်အေးစစ်စစ်ပဲမလားဟုတ်ပါတယ်မမြတန်သူသွားစရာရှိတာသွားပါစေမင်းနဲ့ငါပြောစရာတိုင်ပင်စရာတွေရှိလို့လာတာအေးမင်းရှိတာနဲ့စားနိုင်ရင်ငါထမင်းကလုံးထပ်ချက်လိုက်မယ်ချက်မနေပါနဲ့ကျမအခုအပြင်သွားမှာဟင်းကမနဲ့စာညစာချက်ထားတာလောက်တယ်ထမင်းကလည်းကျမအတွက်စာကိုပုံမှုကိုကျွေးလိုက်ကျမဈေးထဲမှာကြုံလို့စားခဲ့မယ်ကိုဖေတော်ကြီးရှင်တို့တငယ်ချင်းနှစ်ယောက်ကြိုက်တယ်လို့သာနေပြီးတော့မမြတန်သည်ယူရီးယားပလတ်စတစ်ချင်းအပြာရောင်ကြီးတဲ့သူအခေါက်ထီးထဲကထွက်သွားတော့သည်အေးကွာအဲ့ဒီမိန်းမငါရှာကျွေးနေလို့ပဲသားတယောက်ရှိပါတယ်ဘီကွန်းလေးကွာဆယ်တန်းမှာဘီနဲ့ကိုနှစ်ထပ်ကွမ်းကြလေတော့ငါကသူ့ကိုဘီကွန်းပွဲပေးထားတယ်ခုလဲကြည့်လေငါနဲ့မမြတန်အခုလိုသွားကြရှင်ငါသားကအိမ်ဆောင်ပေါ်တော့မရဘူးဘုံမှုဖေတော်သည်ဟဲပဲရဲမိအပဲကြောင့်ဆိုတော့ဘုံများစော်နှင့်ဆွေတင်ဇာလန်ကိုသူတရိယာချင်းကြောင့်ဖြစ်၏အေးမင်းကရဲနေငါတော့ထင်တယ်တို့တွေရဲဘော်တွေနဲ့နေတော့ကရောစစ်ကြောင်းတော်ကရောစီကံတကြနေနိုင်ခဲ့တယ်အုပ်ချုပ်နိုင်ခဲ့တယ်ငါသားနဲ့ကြမှာငါတော့
နှမလဲလျှော်နေလေတော့ကြပြလက်သစ်ဆက်ရတော့မလို့ဖြစ်နေတယ်ကဲစိုးစမ်းမောင်းရင်ကိစ္စဒီလိုပါကွာအခုလာရတာကငါရဲဘော်မရကိစ္စဆိုတော့ရဲဘော်မရကဘာမှမဖြစ်ဘူးသမီးနဲ့တမက်ပြဿနာဒီရွှေဘုံရိတ်တာထဲမှာသူတို့နေတဲ့မင်းကငါပြောပြရင်သိမှာပါအဲ့ဒါကိုမင်းဘယ်လိုကူညီနိုင်မလဲကူညီပါအကြံပေးနိုင်ရင်လည်းပေးပါကွာငါက A3 ဆိုပေမဲ့တို့စစ်တပ်ဥပဒေနဲ့စစ်စည်းကမ်းဆိုတာအမျက်တစေကိုင်နေရတာရက်ွက်နဲ့ကြတော့မင်းတို့ကပိုကျွမ်းကျင်တယ်စိုးစမ်းဘာပြဿနာလဲဘုံမှုဖေတော်သည်မလှကျင်ကိစ္စပြဿနာအဝါကိုအားလုံးပြောပြရ၏မလှကျင်တဲ့သူ့တမန်မိဘတွေကသာအဲ့ဒီရွှေဘုံသားရိတ်တာထဲမှာနေတာကွကျင်းအင်းကြီးတို့လင်မယားကတခြားမှနေတယ်ငါပြောပြမယ်ဖေတော်ဥပဒေထုံးတမ်းစင်လာကတော့ညွန့်ဟန်ကသူ့ကိုဌာနမှာကိုယ်တိုင်သွားဟိုအစောခံရတဲ့အကောင်သိရင်လဲလူတက်မှုမသိရင်လဲလူရိုက်မှုပေါ့မင်းအကောင်သိပြီလားငါလည်းမသိဘူးလေခုထီတော့သတိမရသေးဘူးဆိုတာကဌာနကိုအုံမရအောင်လို့ငါတို့သွားနေရအောင်လာတာဒီကောင်သတိရလို့ဘသူဘဝမှန်းသိရင်တခါဒီကောင်ရဲ့မိဘနဲ့အုတ်ထင်းသူတွေစီကိုတို့နှစ်ယောက်ဥအောင်ပြေးသွားပြီးရုံးမရောက်ပဲကြေးရကြေးချောင်းဖြစ်အောင်တို့နှစ်ယောက်ကြားဝင်ရအောင်လို့ပဲမင်းဒီရက်ွက်ဆိုင်နေသိရလို့ငါဖြင့်ဝမ်းသာသွားပြီးပြေးလာရတာအေးကွာတတ်နိုင်တဲ့လောက်တော့စူးစမ်းရတာပေါ့တခါတလေလဲရဲကကြောက်တယ်လေဌာနကိုတိုင်ကြောက်ဖွင့်ခြင်းရုံးကိုတင်တယ်တော့ကြတရားခံဘက်ကလက်စားတယ်လို့တရားလိုဘက်ကိုတရားခံဘက်ကလက်စားတယ်လို့တရားလိုဘက်ကဆွဆွဲမှမကျေနပ်မှဆိုလို့ရုံးမှာခမရတို့ပြဿနာကြည့်ရှင်ပါဆိုပြီးရုံးတင်တတ်တယ်လေအေးကွာပြီးတော့တို့စေးရုံလည်းပြေးတင်ပြေးတာပေါ့ဌာနကိုအရင်ဥအောင်သွားစို့ညွှန်ဟန်လည်းတွေ့ရအောင်အဲ့လိုပြောရင်းဆိုရင်မချောစာပြန်လာတာမြန်လိုက်တာကိုရဝင်းသည်ဘုံမှုဖေတော်ကိုစကားပြောနေရမှအချောင်းဝင်းဘက်သို့လှည့်ကြည့်ရင်ပြောလိုက်၏ဝင်လာသူမှာမမြတန်ဖြစ်သည်သူတို့စကားပြောနေသည်မှာအချိန်မတိမတာကုန်သွား၏မမြတန်ကတစ်ခေါက်ပြန်လာလေပြီဟုတ်တယ်လေစိတ်ကထင့်နေတယ်တစ်ခါတလေလေးလာတာငါရဲဘော်ကိုမင်းကဖြစ်တယ်လို့ကြွေးတယ်လို့ကိုဝင်းကအထင်လွဲမှာဆိုလို့နန္ဒဝင်ဈေးပဲမသွားတော့ဘူးစိန်ကျွန်းဈေးမှာလည်းချိန်ထားတဲ့ဆိုင်ရှင်နဲ့အစင်းသင်းတွေ့တယ်အဲ့ဒီကနေအထည်ယူပြီးစကိုလန်းထိတ်ကဝက်နိုင်ကင်ဝယ်လာတယ်ကဲတငယ်ချင်းနှစ်ယောက်မစားရသေးဘူးမို့လားကျမသမင်းပြင်လိုက်မယ်အမြတန်ဒီအာရပါရပြောကမိဖို့ပဲသူဝင်၏ငါမိန်းမကိုအဲ့ဒါကြောင့်ချစ်တာကွကိုရဝင်းသည်အကျယ်ကြီးအာရပါရရဲ၍ပြော၏မိဖို့နှင့်အကန်သည်ရက်ွက်တင်ရှိအိမ်ဖြစ်၍တစ်ခါနှင့်တစ်ခါလှမ်းပြောသည်များကြားနေရ၏စပွဲကုံကိုလှည့်ယူလာသောမမြတန်သည်အကန်တွင်ချလိုက်ရင်ပြောပြ၏ကိုဖေတော်ရေချစ်ရင်လည်းသူပဲတစ်ခါတောက်လာရင်လေမင်းကငါရဲဘော်တွေကိုမချစ်ဘူးငါရဲဘော်ဟောင်းတွေလာရင်ကောင်းကောင်းအမခံနိုင်ဘူးနဲ့ကျင်းသေးတယ်ကျမကပြောရတယ်အစာကလေးကတမတော်ကိုချစ်လို့ရှင့်ကိုချစ်တာဆိုနေလားရှင့်ကိုချစ်တာရှင့်ရဲဘော်တွေကိုလည်းရှင့်လိုပဲချစ်တာပဲလို့သူတို့မှသာအချစ်ရှိတယ်သူတို့သာအရှင်းအကြောင်းသိတယ်လို့ပြောတတ်လို့ပြန်ပေးရတယ်ကိုဖေတော်ရဲဘော်ကခုမှငြိမ်တာကိုဖေတော်သည်ရောရွေရရမှဒီနေရာမှာမမြတန်ရောခင်ရောဒလီတဲ့ပဲဟိကျွန်တော်ရဲဘော်ကြီးကချစ်စရာကောင်းပါလေဗျာခုကောတောက်သေးလားဟိုမေးလိုက်၏ဩတားတော်မောင်ပြီးကွန်းဖြစ်ကြတဲ့ကငါကလည်းပုံစံပြအဖေဖြစ်အောင်နေပြရအောင်ကွာတော့ကြအဖေတောင်တောက်တာပဲဆိုပြီးထိမ့်မိရရင်ပို့ဆိုးမှာကဲလက်စိစားကြစို့မမြတန်ပြင်ပေးတော့ထမင်းဝိုင်းတွင်ဝင်စားရန်နှစ်ယောက်သားထားလိုက်ကြ၏သူတို့နှစ်ယောက်စားနေစဉ်မမြတန်သည်အနာမထိုင်ကစောင်း၍ကြံနေသည်အေးလေဗျာမိဘတိုင်းကတော့မိဘတိုင်းကတ်တော်ဆိုင်ပြီးထင်နေကတ်တော်ဆိုင်နေပြီထင်တယ်အိမ်မှာလည်းကိုမြစောသားဆွေတင်ပြဿနာတက်နေတာပဲကျွန်တော်ကလည်းကြိုက်တော့မကြိုက်ဘူးခင်အနေနဲ့ကလည်းကျွန်တော်မျက်နှာထောက်နေရလို့ပါပဲတော့ကြောင့်ငါရဲဘော်ရဲသားကိုမင်းကမတရားလို့လားလို့ကျွန်တော်နှက်မှာသူကြောက်နေတယ်ဒီကောင်ကိုအလုပ်ရအောင်လုပ်ပေးလဲချိန်မငြိမ်ဘူးကျွန်တော်လည်းတွေးနေတယ်ကိုရဲဝင်းသားရောကိုမြစောသားရောဖြစ်ကြတာတွေထားအခုမလှကျင်သမီးအတွက်ကိုကျွန်တော်တော်တော်ယူကြုံမရဘူးဘယ်မှလှကျင်လဲဘာဖြစ်လို့လဲမမြတန်သည်စိတ်ဝင်စားစွာမေးလိုက်၏ဘိုးကျုပ်ဖေတော်ဘုံမှုဖေတော်သည်အချင်းချုပ်ပြောပြ၏မင်းကဒီမလှကျင်ကိုသိလို့လားဖေတော်တို့အိမ်မှာမင်းမရောက်ဘူးပဲဟိုကျမစီမှာအင်ဂျီကောက်ကပ်ပေးရင်လက်ချုပ်ပေးတဲ့ကျဲသီးတန်တက်ပေးတဲ့မလှကျင်လားလို့သူလည်းအပြိုတော့ကချောပုံရတယ်ကိုလည်းချောတယ်သူသမီးကချောတာမှပြန်နေတာပဲနာမည်ကကျင်းဟီတဲ့
အေးဟုတ်တာပေါ့ဘုံမှုဖေတော်ကပြောလိုက်၏အမလီဒီမိမအဖြစ်တော့မပြောနဲ့ဆိုစမ်းပါအောင်ရက်ွက်ကိစ္စအသေးစိတ်ကြတော့သူကကျင်းမုံသတင်းတောက်လေးကွာငါထက်ပို့ပြီးသေးလို့ငါကရွှေဘုံရိတ်တာသတင်းတောက်လို့သူ့ကိုခေါ်တယ်မိမချင်းမလို့ပို့တိတာပါကိုဝင်းရဲ့ပြီးတော့အရှင်ကအရှင်ပြဿနာ16000နဲ့တဲမေးတတ်တာကိုကောင်မလေးကိုလင်းပြီးစားတော့ကျမတို့ကိုလာဖိတ်လို့သွားရသေးတယ်လေအေးလေငါမှတော့ဥက္ကရာကြီးရှိမောင်လက်ထပ်ပေးရတာများလုံးလုံးဘယ်မှတ်မိမလဲကွဒီလိုအထူးမှတ်မိနေတာကကျင်းအေးကြီးလက်ထပ်တော့ဝတ်ဖို့ဆိုပြီးဝတ်စုံတစ်စုံကျမစီကအကျွေးဝယ်တယ်လေသူ့ရဲ့အင်ဂျီချုပ်ခါတဲ့ကအရေးကြနှိမ့်မှာပေါ့ကျမကလည်းဒီမိမလောက်တာကိုင်းတာအသက်ရတော့သဘောကျတယ်ပေးလိုက်တယ်လေအဲ့ဒါအင်ဂျီချုပ်ခါတဲ့ကကြည်အောင်ပေးရှာပါတယ်စားဖို့လဲချမ်းရတော့ပြုံးကနေမပြေနိုင်တော်တော်နဲ့မပြေရှာဘူးကရင်ဝမ်းဆက်ဆိုနဲလားကရစ်ဝမ်းဆက်ဆိုနဲလားတစ်နှစ်နီးသူခမဆက်ရတယ်အကျွေးမကြေခင်ကသူသမီးချင်းအေးရင်နဲ့ကျမဈေးမှဆုံးတယ်အိုးဝတ်ထားလိုက်တာမှလေပြန်စားပဲလွယ်ထားတာကဆလင်းဘတ်ခုံအမြင့်အဖြူနဲ့မျက်ခုံပေါ်မှာလဲတက်တန်ရောင်တွေဖြာထွက်နေတာပဲတန်တော့ပါရဲ့ကတော့ပါရဲ့ကိုဖေတော်ရှိပြောရအောင်မယ်ရင်ကလည်းမထားလိုက်တာချော်မောက်နေတာကျမပြင်လူတောင်မှားတယ်လက်ထက်မှာလည်းစီကရက်နဲ့ငါမိမစကားပြောတာဘလောက်တရုပ်ပေါ်လဲကွာနားထောင်ဩတမင်တရုပ်ပေါ်ကိုပြောရတာကိုဝင်းကျမအခုအထည်အယောင်းဝယ်လုပ်ပြီးဆက်ထောင်ထားတာတောင်ဒီအိမ်ပိုင်ုံပဲရှိတယ်သူ့လိုမဝင်နိုင်ဘူးဒါနဲ့ကျမကဆက်ဆူတာပေါ့မင်းဟာမလှချင်းသမီးချင်းအေးမို့လားဆိုတော့ဟုတ်ပါတယ်တဲ့မင်းမိဟာမင်းလက်ထက်တုန်းကမင်းအတွက်မင်္ဂလာဝတ်ဆောင်ဝယ်တာခုထိဆက်လို့မပြေသေးဘူးငါ့ကိုမဆက်ချင်နဲ့မင်းအမေဟာသူ့အင်ကြီးချုပ်ကားတဲ့ကမင်းဝဲဖို့အထည်ကျွေးဆက်ရတာနဲ့စားဖို့ချမ်းရတာနဲ့မပြေလဲရှာဘူးမင်းမချောင်းလိုက်ရင်အမေကိုထောက်ပံ့ပါလားလို့ပြောမိတယ်အမလီကက်ကက်လန်နေတာပဲပြန်ပြောလိုက်တာဘယ်တော့မှသူ့အမေဟာအကျွေးမယူတတ်ဘူးသူတို့မှအကျွေးမရှိဘူးဆိုပြီးထွက်သွားတာပဲငါသားသမီးသားဆိုနေအောင်မိတယ်ကိုရဝင်းသည်စိတ်မြန်သူပြီးပြောလိုက်မအုံနဲ့တော့ရေးမအုံနဲ့မလှချင်နဲ့တွေ့တော့ကျမကအကျိုးကြောင့်ပြောပြတယ်မလှချင်ကသူပါပြန်ပြောလဲဆိုတော့ဟုတ်တယ်သူ့မှာအကျွေးတွေရှိတယ်ဆိုတာသူ့သမီးလည်းမသိဘူးသူ့လင်လည်းမသိဘူးတဲ့ကဲရွှေဖျောင်းနိုင်တဲ့ကိုအဲ့ဒီမလှချင်ကိုကျမကတော့ချင်တော့တာပဲကျမတို့တော့မနေနိုင်ပါမလှချင်လို့လည်းဘာမှမရင်ဘူးကိုရဝင်းကိုရောသူ့သားငယ်လေးကိုရောပြောပြထားတယ်အရှိကိုအရှိအတိုင်းသိပါလို့ဟုတ်တယ်မလားကိုဖေတော်ခုမှအရှင်ရဲပေါ်ဟိုဆိုင်ခင်းလေးလို့ဆူမိဆောင်မိပြီးဒီအိမ်လေးဝယ်နိုင်တာမွေးဒီမတည်တည်အထိတာဝန်ယူတယ်လေဘာတာဝန်ယူတယ်လေးပါလေးမပြောနိုင်ဘူးဒါတောင်သူ့သားပဲအဖြစ်ရောက်နေလဲမေးကြည့်စမ်းကျမစကားပြောတာနဲ့ကိုဖေတော်ထမင်းစားနေလိုက်တာစားကောင်းရလားထဲအောင်ဟိုးဘယ်နေရမလဲတော်ပြီလေသုံးဘကန်ကုန်ပြီပဲမထနဲ့အောင်ရင်းနှီးချမ်းနဲ့လက်ဖက်ဆက်စားထညက်ခဲလေးလည်းမြည်ကြည့်အောင်မလာတဲ့မမြတန်းသည်ရင်နွေးကရနှင့်လက်ဖက်ခွက်ကိုသွားယူကသူတို့ရှိစပွဲဝိုင်းတွင်ချပေ၏စားပြီးပကံများကိုတင်စီသွား၏မင်းမှဆိုင်ခင်းရှိလားဘုံမှုဖေတော်သည်ကိုရဝင်းအားမေးလိုက်၏အေးပေါ့ဒီတစ်ဝက်ကြော်ရင်ဟိုဘက်ကရာမြေတွေကွငါနှစ်နှစ်ကြော်ပြီးရာခင်းလောက်တာမစိုးဘူးကိုပိုင်အလုပ်ဆိုတော့ရလကကိစ္စကိုလည်းအချိန်ပြေလုံးနိုင်တယ်လေအခြားရက်ွက်တွေမှာဆိုရလကအဖွဲ့ဝင်တွေဟာလကစားအလုပ်တစ်ဖက်ရှိတော့ညဘက်မှာလူစုမိတယ်မမြတန်ပြောလဲပြောစရာပဲငါသားဘီကွန်းကိုအခုသတိပေးထားရတယ်မင်းအဖေရဲ့ရာခင်းကိုပဲဝင်လို့မလားဘဲမွေးမလားကြက်မွေးမလားဝါမွေးမလားနွားမွေးပြီးနွားနို့ရောင်းမလားဘာမှမလုပ်ချင်ဘူးဆိုရင်ဒီရက်ွက်ထဲမှာစေတနာမူလာတန်းကြောင်းရှိတယ်မင်းဝင်ပြီးကလေးတွေကိုသင်ပေးရမယ်လို့ကိုသားမို့သားကိုကြည့်နေရတယ်အမြင်ကောက်လိုက်တာကွာမနဲ့မိုးလင်းရင်အဲ့ဒီဆန်ရှည်ကိုတောက်ပစိုးဝတ်ပုံကမိမရှာလို့ဖင်ပြောင်းအောင်ဝတ်ချင်းမျက်စီဖုံးလို့လမ်းလျှောက်တော့ခါနွယ်ပြီးပစိုးအဖျားခတ်လျှောက်ရသည်ငါအသေးရတယ်ကွာတခါပစိုးချုပ်ပြီးလက်သီးနဲ့ပြစ်ထိုးနဗန်ချင်းပြစ်ပြီးကရုံးပြောင်အောင်ရိပ်ပြီးအိမ်ကသာနှင်းချလိုက်ချင်တာပဲနမဖိုးထောင်ချောက်တဲ့မိတော်မှဆိုလို့ငါအသာချော့နေရတာကိုရဝင်းသည်လက်စေးလက်သုံးရင်တာပြဿနာကိုတင်ပြနေ၏ဟုတ်တယ်နော်နောင်တစ်ခေတ်ပြဿနာဟာမလွယ်ဘူးကိုမြင်ရသမျှအိမ်တော်အများစုဟာသူတို့သားသမီးတွေအတွက်အနာဂတ်ကိုအတော်ရင်လေးနေရတာပဲအခုမှနည်းနည်းတော်သေးတာဟိုတလောကဖြစ်ရင်တကူဖြစ်နမဖိုးထိတဲ့
အကောင်တွေဖြစ်ဖြစ်မိလိုက်ရင်ငါနဲ့ရွှေဘုံသာရိတ်တာရဲ့ရက်ွက်ကပဲကဲဒိုစားတာလက်ဆက်သက်သွားကြအောင်ဆိုမမြတိုင်းရင်ထမင်းဝိုင်းသိမ်းရတော့တို့ကိစ္စမပြတ်သေးဘူးကိုရဲဝင်းသည်အင်ဂျီချိတ်ရှိအပေါ်အင်ဂျီကိုဆွဲဝဲကဘုံမှုဖေသောရှေ့မှလေကားကိုဆင်းနှင်၏ဘုံမှုထက်ပင်စိတ်မြန်လက်မြန်တွဲလဲလာ၏မမြတိုင်းရင်ကျွန်တော်သွားတော့မယ်ခင်နဲ့အတူတူလာခဲ့အောင်မယ်ကျွန်တော်တို့လည်းမမြတိုင်းတို့နှစ်ယောက်လာလေကျွန်တော်တို့အိမ်ကိုလည်းမမြတိုင်းတို့နှစ်ယောက်လာလဲပါအောင်ဒီနေ့ကိုနေ့ဒီနေ့ကျွန်တော်ကိုယ်တိုင်လာခေါ်မယ်ဟုနှုတ်ဆက်စကားကိုအဲကမ်းမှအော်ပြောလိုက်၏မမြတန်သည်မိဘမှပြေးထွက်ကသူတို့ကိုနှုတ်ဆက်ရင်းကြံရခဲ့၏ရွှေဘုံရက်ွက်မှအထွက်လမ်းမောက်ကလည်းပထမလာတော့လမ်းမကျဲဘက်သို့ပြန်ထွက်ရ၏ပြီးမှရှေ့ဘက်သို့ဆက်သွားရ၏သူတို့လျှောက်သွားစဉ်လမ်းပေါ်တွင်ကြော်ပြလာတော့ဘဲတုပ်ကိုရှောင်သွားကြရ၏အဲ့ဒါပဲကြည့်တော့ကိုလူဒီနေ့ကအဲ့ဒီဘဲမွေးတဲ့တယောက်ကဝက်နှစ်ကောင်လည်းမွေးထားတယ်သူ့အိမ်နာကကြောင်မွေးတဲ့ကလားချံဝင်သွားပြီးဝက်တွေကတွင်းရလို့ရန်ဖြစ်လိုက်ကြတာမပြောနဲ့ကိုမှရံပွဲပြင်းငင်းအောင်လုပ်ရသေးတယ်လူမျိုးပေါင်းစုံအလုပ်ပေါင်းစုံပဲကွာတီးတန့်မင်းဆိုင်တယ်ဆိုတဲ့အရာကင်းဘက်မှာတနိုင်မွေးမြူရေးတွေကိုနေရာပေးပါလားအဲ့ဒါလည်းသူတို့နဲ့ညှိနေရသေးပဲပြီးခဲ့တဲ့ဆောင်းဥပေါကဒိုးအိမ်လမ်းထိပ်ကနွားချံကအောက်ရိုးပုံကိုမီးဆွဲလို့တရက်ွက်လုံးပြာမကြတယ်ပြာကြရင်တော်သေးစရာကြီးမင်းတို့ရက်ွက်မီးလောင်ရင်မိသက်ကားလည်းဝင်မရရေကလည်းမလွယ်နဲ့လူတွေသေးမှဆိုရတယ်နော်အေးပါကွာငါလည်းခုတော့ငါဖြစ်ချင်တိုင်းလုံးလို့မရသေးတဲ့အခါကြတော့မှပဲသူသဘောသူစောင်းနေကြပါလားလို့လောကီတန်ဝေကရနေတယ်ဖះဟောသလိုပဲမာဂနီတွေဟာနေရာတိုင်းရှိနေတာကိုကျိုးတစ်ခွက်ပဲတစ်ဖက်သက်ကြည့်တဲ့စီဝါရေးသမားတွေနဲ့ကိုပြေးမလို့ဘူးငါတို့ရာခင်းတွေအစုံပါလေမင်းကိုတစ်ခါခေါ်ပြရအောင်ပဲလမ်းမကြီးပေါ်ကနေကြည့်လို့မရဘူးဘာလဲမကြားဘူးလားပုံလုံးရိတ်တာဆိုတာလေကွာမင်းတို့နာမည်တွေကလှလဲလှထူးလဲထူးဆန်းလိုက်တာအေးကွာအပြင်ကကြည့်ရင်ဘူးစင်ခဝဲစင်တွေနဲ့အထူးသဖြင့်ဘုံလုံးသီးတွေစိုက်တဲ့စင်ကအများတော့ဘုံလုံးရိတ်တာလို့နာမည်ပေးထားတယ်အဝေးကကြည့်ရင်တဲသားရတဲ့ရာခင်းတစ်ခုပဲကွာလာအထက်ဝင်တော့မှရာခင်းကိုအပြင်ကပြပြီးဝါးတဲတစ်စောင်းချင်းတွေနဲ့အမလေးသိစိန်ကြတာပဲဆရာကြီးလွတ်လပ်တဲ့အေဂျင့်နဲ့အပြင်ကမချောစာတွေကိုခေါ်လာပြီးကိုတော်ချောတွေစခန်းချတဲ့နေရာဖြစ်နေတော့တယ်။ကျောင်းသူမလေးတွေရဲ့ရွယ်လဲကိုယ်အတွက်နဲ့ကိုလာကြတယ်ကွာ။သိချင်းစောနိုင်ရောပဲမိဘတွေသိရင်အသက်ကွဲမှာကိုရဲဝင်ပြောသမျှသည်ဘုံမှုဖေးသောအတွက်အသက်ရောက်စရာဖြစ်နေ၏။ဟိုကွာယောက်ျားချင်းမို့ပြောပြရအောင်မယ်။ငါတချို့မိတ်ဆွေတွေကရဲဝင်ကြီးကမင်းတို့ဘုံလုံးတော့ကမုံပစ်ဆက်တဲ့နာမည်သိကြည့်တာပဲနော်ဆိုလို့ငါမှနားမလဲခဲ့ဘူး။နောက်မှဒီယာကင်းရှင်မုံပစ်ဆက်လက်တဲ့နဲ့ငုံရောက်နေသိရတော့တယ်ကွာတော်ပါတော့ကွာရှေးရေးတွေးကြည့်ရင်အဲ့ဒီမင်းတို့လိုရက်ွက်ကလူငယ်တွေအတွက်ငါဖြင့်ပူရင်လေးတယ်လူမလိုင်းလူတန်းစားသားသမီးတွေကတော့ဆင်းရဲခြင်းပြဿနာမရှိတော့မိဘတွေချိုးရင်းချက်များတယ်အေးပေါ့ကွာတနိုင်တော့စူးစမ်းရတာပဲမောင်လက်ပိုက်ကြည့်နေရင်လဲတို့ဟာတို့ကိုယ့်ခေတ်ကိုသစ္စာဖောက်ရကြတာပဲအဲရှေ့အဝကလမ်းမကြီးပဲ15ပြားပေးစီရင်ဌာနရောက်ရောဘုံမှုပေတော်သည်ကိုရဲဝင်းညွှန်ပြရာသို့ကြည်လိုက်၏ရွှေဘုံရိပ်သာမှတစ်ဖက်ထွက်ပေါက်မှကတ္တရာစီခင်းထားသောဘတ်စကားလမ်းမပေါ်သို့ရောက်သွားတော့သည်ရဲဌာနရောက်လျင်ရဲမှုကလည်းသူတို့ကိုအကြံဉာဏ်ပေး၏နောင်ကြီးတို့ကိုယ်တိုင်အာမခံလို့ရိုက်ခံရတဲ့တငယ်မိဘတွေနဲ့ကြည်အေးမယ်ဆိုရင်ကျွန်တော်တို့ကတာပြီးအမှုမဖြစ်စေချင်သေးတယ်အေးပေါ့ကွာညွှန်ဟန်ကိုလည်းခဏတွေ့ပြရစီဘုံမှုဖေတော်ကခွင်ထောင်၏ထောင်ကြီးချုပ်တို့မပိုးသေးသောညွှန်ဟန်အားသူတို့တွေ့ခွင့်ရ၏ဘုံမှုတို့ကတော့ပြောတာပဲကျွန်တော်ကလည်းလေဒီကောင်ကိုအသေးစော်တာပဲမသေးဘူးကျွန်တော်ဒီပုံလုံးရိတ်တာကိုအမြဲချောင်းနေတာပဲဒီကောင်မသေးလို့ကျွန်တော်ထောင်မကြဘူးဆိုတာဒီကောင်မသေးလို့ကျွန်တော်ထောင်မကြဘူးဆိုရင်တောင်အပြင်ထွက်ရင်အဲ့ဒီပုံလုံးရိတ်တာကိုပြချပြမယ်မလုပ်ပါနဲ့ကွာတို့တရားဥပဒေပေါင်းအတွင်းကဒီလိုနေရာတွေပြောက်အောင်လုပ်ယူပါမယ်မင်းတယောက်တည်းလုပ်လို့မရဘူးကိုရဲဝင်းကဆို၏ကျွန်တော်လေးကောင်းမကွာကားပေါ်ကမှတတ်မလို့သားလေးကျွန်တော်သားလေးအမေလဲသည်အဖေလဲထောင်ကြနဲ့ဒုက္ခရောက်မှဆိုလို့စိတ်ထင်းလိုက်ရတာညွှန်ဟန်သည်အန်ဂျီရင်ပြောပြ၏ခုတိုင်စိတ်ပြေပုံမရသည်တို့များလာတွေ့အောင်မယ်
ကိုရဲဝင်းတို့ညွှန်ဟန်ကိုနှုတ်ဆက်ပြီးနှစ်ယောက်သားဌာနမှထွက်လာကြ၏လက်ဆက်သက်တော့ကျင်းအေးရီတို့အခင်းဖြစ်ပွားသောနေရာသည်ရွှေဘုံရိပ်သာရက်ကွက်၏ဘုံလုံးတော်ပါတကားဟုတ်ကဲ့အခန်းငါးကိုဖတ်ရှုလို့ပြီးပါပြီ